ကုတ်ဒီနီးပညာဆိုတာကကလေးတွေအနေနဲ့မဖြစ်မနေလေ့လာရမယ့်ဘာသာထဲမှာတဖြည်းဖြည်းပါလာပြီပေါ့နော်အရင်တုန်းကဆိုရင်ကလေးတွေကိုexternal ကျွန်တော်တို့ education အနေနဲ့language တွေသင်ပေးကြတယ်သင်ကြတဲ့ခါကျတော့ဘာလဲဆိုတော့ဒါကတော့ communication တွေအခုကြောင့်ကျွန်တော်တို့ကအဲ့ communication မှာဒီလူတွေနဲ့ communication တွေမဟုတ်တော့ဘူးကျွန်တော်တို့က machine တွေနဲ့ communicate လုပ်ရမယ်ခေတ်ရောက်လာတာပေါ့နော် coding လို့ပါလို့ဆိုတော့ပြောရရင်တော့ဒါ language ပဲ machine ကိုအမိန့်ပေးဖို့စေခိုင်းဖို့ဆိုတော့ machine နားလေတဲ့ဘာသာကိုကျွန်တော်တို့ကတက်ကြွမှရတာအဲကြောင့်ဘာဖြစ်လာလဲဆိုတော့ machine ကို AI လိုနည်းပညာတွေအထိကျွန်တော်တို့တီထွင်ဖန်တီးနိုင်တဲ့ကလေးတွေနောက်ပိုင်းမှာဖြစ်လာကြမှာပေါ့နော်ဒါကအရင်တော့ဂိမ်းလေးရမ်းဆော့ပြီးတော့ဂိမ်းမှာဘယ်လိုမျိုးဖွဲ့စည်းလဲပေါ့ဂိမ်းကိုတီထွင်မှုဘာလုပ်ရလဲဆိုပြီးတော့အရင်ဆုံး online မှာဗီဒီယိုတွေကြည့်ရပေါ့ကြောင်းမတက်ပဲနဲ့ကိုယ့်အကိုအရင်ဆုံး coding ရေးကြည့်ရပေါ့ကလေးလေးဆော့တဲ့ဂိမ်းပုံစံမျိုးပေါ့ရေးတာ9လလောက်ကြာပြီးမှကိုယ့်အကို coding ပဲဆက်ရေးမယ်လို့ဆုံးဖြတ်ချက်ချလိုက်တာပေါ့ကုတ်တင်တင်နန်းကိုဒီသူတို့ကျောင်းမှာပေါ့နော်အချိန်လေးတစ်ချိန်စီသူတို့ကွန်ပျူတာသင်ပေးတဲ့အချိန်မှာကျောင်းကနေပြီးတော့ဒီကုတ်တင်ဆိုတဲ့ဘာသာရပ်လေးကိုထည့်ပြီးသင်ပေးတယ်ပြောတယ်အဲ့မှာဒါကစိတ်ဝင်စားတယ်မီတာလေးကိုဒါပို့လေ့လာခြင်းပါတယ်ဆိုတာနဲ့စုံစမ်းပြတော့အတီးတယောက်ကနေညွှန်ပေးတာပါဒီတိုက်တန်းမှာသူသင်ကြားမဲ့level တွေရှိတယ်လုံးဝ basic ကနေစပြီးတော့သင်ပေးမဲ့ကျောင်းဖြစ်တာလေပါတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဇင်းလုံးသင်တဲ့မှုတစ်ခုလည်းရှိတယ်အဲ့ဟာတွေနဲ့ကျွန်မဒီကျောင်းလေးကိုရွေးချယ်ပြတာပေါ့နော်coding ကတော့နီးပေါင်းစုံနဲ့သင်ကြားကြတာကျွန်တော် Titan ကတော့ဘာသင်လဲဆိုတော့ robotic coding ကိုသင်တာဟုတ်ဒီကလေးတွေလေးလာရတဲ့ဟာတွေကဒီလို algorithm တွေဒီလိုနည်းပညာတွေနဲ့သွားရတယ်ဆိုတော့ဒီ robotic နဲ့ကျွန်တော်ကဆက်ပြီးသင်တာဟုတ်ကဘာကြီးမှာ AI တိုးတက်လာတဲ့ဖြစ်စဉ်ကိုတော့သိရမယ်ပေါ့နော်မျက်ခြေမပြတ်ရအောင်ပေါ့နော် AI ရဲ့ first generation က condition တွေပေါ့နော် if တွေ else စစ်ပြီးတော့မှ condition တွေနဲ့ computer ကိုကျွန်တော်တို့က coding ပေးတဲ့အချိန်မှာ computer ကအဲ့ဒါကို decision ပေးရတဲ့အဆင့်ကနေပြီးတော့မှ first generation စခဲ့တာပေါ့ဒီကျွန်တော်တို့ဒီ Titan မှာဆိုရင်ကလေးတွေကအခုငငယ်လေးတွေကအဲ့ဒါတွေလေ့ကျင့်နေရတယ်ပြောရရင်တော့AI က robot ရဲ့အုံနောက်ကျွန်တော် motor တွေ sensor တွေနဲ့ဖွဲ့စည်းထားတဲ့ robot ဒီကိုအဲ့ကြတော့ကျွန်တော်တို့ကောင်းတဲ့ကိုယ်နဲ့ကိုတွဲလိုက်ရင်အဲ့ robot လေးက smart robot လေးဖြစ်ပြီးအသက်ဝင်သွားတယ်ဒါကဒီ robotic code တွေမှာကိုယ့်အကိုစဉ်းစားပြီးတော့တွေးရတယ်ပြီးရင်တင်ချာလဲတွက်ရတယ်ဆိုတော့ motor တွေကိုချိန်ရတာလို့ line follow ရေးတာလို့အဲ့ရတယ်အကုန်လုံးကတင်ချာတွက်ပြီးတော့ပဲလုပ်ရဆိုတော့ကြိုက်တာအဓိကတော့ပထမဆုံးစမ်းမမှာညီမတို့ကဒီကုတ်တင်တင်နန်းကို join ဖြစ်တာပေါ့တင်နန်းကျောင်းကနေပြီးတော့လုပ်ပြီးတဲ့ဒီပြိုင်ပွဲမှာပဲပထမအဦးဆုံးသူဝင်ပြိုင်ဖြစ်တာအဲ့မှာသူပြိုင်ပင်မဲ့လဲတားကအရန်တော့အားထုတ်ပြီးသူမျောလင့်ထားတာရှိတယ်ဒါပေမဲ့စုမရခဲ့ဘူးမရခဲ့တော့သူကအဲ့ပြိုင်ပွဲကိုသူပြိုင်ခြင်းနဲ့ဆန္ဒလေးရှိနေသေးတယ်အဲ့ဒါနဲ့နောက်အခွင့်အရေးကြုံလာတဲ့ခါမှာဒီ China မှာတော့ပြန်ရမယ့်ဟာလေးရှိတယ်ဒီပြိုင်ပွဲလေးရှိတယ်တားစိတ်ဝင်စားလားဆိုတဲ့အချိန်မှာတားပြိုင်ခြင်းနဲ့တဲ့ပြိုင်ခြင်းနဲ့ဆိုရင်တော့မမေတေချာစုံစမ်းပြီးတော့မေးပေးမယ်ဆိုပြီးတော့ပြောဖြစ်ပါတယ်ကျွန်တော်တို့ဒီ Titan အခုစတီထောင်ပြီးတော့မှဒီတော့တွင်းမှာဆိုကျွန်တော်နိုင်ငံတကာပြိုင်ပွဲကျွန်တော်တို့3ခုသွားပြိုင်ပြီးသွားပြီ WRC ရဲ့ကျွန်တော်တို့က Titan က member ဖြစ်သွားတယ် member ဖြစ်သွားတော့ကျွန်တော်တို့ကဒီ WRC ကိုမြန်မာချန်ပီယံရှစ်အနေနဲ့ကျင်းပခဲ့တယ်သူတို့ပြိုင်ပွဲတွေမှာလည်းကျွန်တော်တို့သွားပြိုင်ကြတယ်ထိုင်းနိုင်ငံမှာကျင်းပတဲ့ WRC ကိုကျွန်တော်စပြီးပြိုင်ပြတယ်အဲ့ဒီမှာလည်းကျွန်တော်တို့ချန်ပီယံဆုရခဲ့တယ်ပေါ့နော် secondary level မှာကျွန်တော်တို့ဒီမလေးမှာကျင်းပတဲ့ WRC ပွဲကိုလည်းကျွန်တော်တို့သွားပြိုင်ခဲ့ကြတယ်အဲ့ဒီမှာလည်းကျွန်တော်တို့နိုင်ငံတကာ category မှာဆိုရင်ကျွန်တော်တို့ချန်ပီယံအပါဝင်ကိုကျွန်တော်တို့ဒီတစ်ကနေ10တွင်းပေါ့နော်ကျွန်တော်တို့ဝင်ခဲ့တယ်ပြိုင်ပွဲမသွားခင်လည်းပုံမှန်ကျောင်းတက်ရလည်းရှိနောက်ထပ်ဒီကျောင်းကပြိုင်ပွဲပြိုင်မဲ့လူတွေကိုလည်းတက်ခေါ်ပြီးတော့ train လုပ်ပြရပေါ့train လုပ်တာကိုတစ်လလောက်လုပ်ပြီးမှသူတို့က ready ဖြစ်ပြီဆိုတော့တရုတ်သွားတာပြိုင်ပွဲကိုသွားတာပါ
သူလုံးမယ်လှုပ်ချင်ပြီဆိုတော့အရာကိုတော့ तू ကတေးသေးချာချာလေးပေါ့နော်ဒါကိုတေးသေးချာချာကိုစိတ်ထိပ်ပြီးတော့လှုပ်တတ်တဲ့ကလေးစုရအောင်လုပ်မယ်လို့ယုံကြည်ချက်ထားတာကိုယ့်အကူ2လလောက်လေ့ကျင့်လာရတယ်ဆိုတော့ကိုယ့်အကူယုံကြည်ရပေါ့စုကျင်ညာရဲ့ချိန်မှာတော့စိတ်ရတော့ပုံမှန်ပဲထားတာပေါ့သူတို့နာမည်တယောက်ပြီးတယောက်ခေါ်တဲ့ချိန်မှာပို့ပြီးတော့စိတ်လှုပ်ရှားလာတယ်And the champion of the junior high group is from Myanmar, Hong Kyo Pai. Congratulations. Congratulations. ပြောရရင်အဲ့တရုတ်ပြိုင်ပွဲမှာဆိုရင်တကယ်ဘယ်လိုပြောနီးပညာအင်အားကြီးတဲ့နိုင်ငံတွေပါတာပေါ့နော်။ဒီမှာရုရှားလိုနိုင်ငံပါတယ်တရုတ်ပါတယ်ပြီးတဲ့ခါကျတော့မလေးရှားကျွန်တော်ပတ်ဝန်းကျင်အာဆီယံနိုင်ငံတွေကတော့ကျွန်တော် WRC ဒီ community ထဲမှာရှိတဲ့နိုင်ငံတွေအကုန်ပါတဲ့ပြီးတော့အသင်းတွေအများကြီးကျွန်တော်ပြိုင်ကြတယ်ပေါ့နော်။ဘုံမျိုးပိုင်ကဒီ champion ဆုကိုရသွားတာပေါ့နော်။ရသွားတော့တိုင်းမသိဝမ်းသာရတာပေါ့နော်။အဲ့ဒီအင်အားကြီးတွေကြားထဲမှာရသွားတယ်ဆိုတော့ဂုဏ်ယူရတာပေါ့။အဲ့မှာတော့မှတ်မှတ်ရပါလဲဆိုတော့ champion ဆုလည်းရခဲ့တယ်။နောက် the best team award တို့တိုင်းတဲ့ကလေးတိုင်းစုရခဲ့တယ်ပေါ့နော်အဲ့ဒါတော့ကျွန်တော်တိုက်တန်းဖတ်မှတ်ရတဲ့ပျော်ရွှင်ရတဲ့ကျွန်တော်ပြိုင်ပွဲတွေပေါ့နော်ကျွန်တော်တို့က2008ခုနှစ်တည်းက industry မှာရောက်လာတဲ့လူတွေဆိုတော့ဟိုကလေးတွေကိုဘယ်လို train ရမလဲဆိုတာဒါကျွန်တော်တို့ professional တွေနော်ဒီ course ကလည်းကျွန်တော်တို့ကိုယ်တိုင်ဖန်တီးထားတဲ့ course ဆိုတော့ပြောရရင်ပြိုင်ပွဲတွေကြတော့ကျွန်တော်တို့ proving ပေါ့နော်ငါတို့မှန်တယ်ဆိုတော့ proof လုပ်လို့ရတာပေါ့နော်ရှင်းလို့ရတာပေါ့နိုင်ငံတကာ course တွေနဲ့လည်းလာပြိုင်တဲ့လူတွေရှိတယ်အကုန်ရှိတယ်ဒါတော့ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ရေးထားတဲ့ course တိုက်တန်ရဲ့ course တွေနိုင်ငံတကာအဆင့်မီတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ကဒီပြိုင်ပွဲတွေမှာအားလုံးကိုကျွန်တော်တို့ကတက်တည်ပြလို့ရတဲ့အတွက်ကျွန်တော်တို့အနေနဲ့တော့ပျော်ရွှင်ရတာပေါ့နော်ဂုဏ်ယူရတာပေါ့ပြိုင်ပွဲမှာဒါဆွေးရခဲ့တယ်ပေါ့နော်အဲ့တော့ဆွေးရခဲ့အောင်ဆိုတော့ဒါဆရာကြီးဘယ်လိုများ trainer လဲဟို train ပေးတဲ့အချိန်ဒီအတူလေးတွဲမှာဆိုရင်မှကျွန်တော်နိုင်ငံတကာပြိုင်ပွဲကိုပြိုင်မှုဆိုတာတဲ့ဆရာကြီးရဲ့ trainer ပြီးရင်ပတ်မှုပေးမှုတွေအများကြီးလိုတယ်ကလေးတယောက်ကိုအချိန်အတူလေးတွဲမှာပေါ့နော်ဒီလိုမျိုးဟိုနိုင်ငံတကာနဲ့ရင်မောင်တန်းပြီးတော့ပြိုင်နိုင်အောင်ဆရာကြီးဟို train ပေးထားပါလားပေါ့ပြောရရင်လေကျွန်တော်တို့မိဘတွေကပံ့ပိုးမှုမပါဘဲနဲ့လေဒီဟာတွေကလုံးလုံးမရအောင်ဒါမိဘတွေကဒီလိုတော်တဲ့ကလေးတွေပေါ်ထွက်လာတယ်ဆိုတာမိဘရဲ့ကောင်းသောပံ့ပိုးပေးမှုနဲ့ကျွန်တော်တို့ရဲ့ဟိုဘယ်လိုပြော coaching ပေါ့နော်ကျွန်တော်တို့ရဲ့ဟို guideline ဟိုသင်ကြားပေးနိုင်မှုနဲ့ပေါင်းလိုက်ရင်ဒီလိုကလေးကရလက်ကောင်းတွေထွက်လာတာချင်းလိုက်ရင်တော့ software engineer လုပ်ချင်တာပေါ့ဒါ software engineer လို့ပြောအခုခေတ်ဆိုရင် AI နဲ့ပတ်သက်တဲ့ဟာတွေကိုလေ့ကျင့်ချင်တာတရားလေးလုံနိုင်တယ်တားကိုလုံနိုင်တယ်မြင်တဲ့အချိန်မှာအော်ဒီသင်တန်းမှာတားဖြစ်သက်ချင်နေတဲ့သင်တန်းနဲ့အခုကျမထားပေးနိုင်တဲ့သင်တန်းနဲ့သူအဝင်ခွင့်ရလည်းဖြစ်တယ်ပေါ့နော်အဆင်ပြေတယ်ဒီသင်တန်းမှာထားမိတာငါအတွက်တော့ရွှေပဲဒီလိုမျိုးဖြစ်တယ်ဆရာအဲ့လိုမျိုးလေးပေါ့နော်3 2 1 goဒီကလေးရဲ့တိုးတက်တဲ့အရာတွေတိုးတက်မှသာခြင်းကလေးကဘဝမှာအောင်မြင်တဲ့ဘဝကိုသူကတည်ဆောက်နိုင်မှာပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ရဲ့ဒီ robotic coding ပေါ့နော်ကျွန်တော် coding ရဲ့အခန်းကဏ္ဍအဲ့ဒီမှာကလေးတွေရဲ့ skill ကျွန်တော်တို့ leadership skill တွေကျွန်တော်တို့ communication အချင်းချင်း communicate လုပ်တဲ့ skill တွေ collaboration ပေါင်းပြီးတော့မှလုပ်လို့ရတဲ့ skill တွေเนาะ team work တွေเนาะအဲ့ဒါတွေအကုန်လုံးကကျွန်တော်တို့ဒီမှာကျွန်တော်တို့အကုန်လုံး trainer ပေါ့နော်အဲ့ကြတော့ပြောရရင်အောင်မြင်တဲ့ကလေးဖြစ်ဖို့ဆိုတာကအဲ့ဒါတွေလိုအပ်တယ်လို့ကျွန်တော်ဟိုဟာသတင်းစကားပါချင်ပါတယ်